Myanmar Nation Boys မင်္ဂလာပါဗျမြန်မာ Nation Boys ရဲ့နိုင်ငံရေးမဲပေးကြဆိုအစီအစဉ်ကိုကြည့်နေကြတာဖြစ်ပါတယ်ဒီနေ့ဟာဒီဇင်ဘာလ28ရက်နေ့ဖြစ်ပါတယ်ဗျအင်တာနက်မင်္ဂလာရှိရဲ့ရက်တရက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့မနေ့6နာရီကနေစပြီးတော့နိုင်ငံတော်မှာပေါ့နော်မဲဆန္ဒနဲ့တီးတီးမှာပြည်သူတွေမဲပေးနေကြပြီဖြစ်ပါတယ်မဲရုံတွေဖွင့်လှစ်ပါတယ်ဒီနေ့ညမှာရလက်တွေကြီးညမှာပေါ့အဲ့တော့အောင်မြင်စွာဒီကောက်ပွဲထားမြောင်းနေပြီဗျာအဲ့ဒါကိုပြောချင်တာအဲ့ဒါပြည်သူတို့အောင်ပွဲနိုင်ငံတော်ရဲ့အောင်ပွဲဖြစ်ပါတယ်ဗျလက်ရှိအစိုးရရဲ့အောင်ပွဲလည်းဖြစ်ပါတယ်ဒီကျေဆိုရတက်မတော်ရဲ့အောင်ပွဲလည်းဖြစ်ပါတယ်အားလုံးရဲ့အောင်ပွဲပါပဲအဲ့တော့တစ်ဖက်မှာအောင်ပွဲဆင်နေတဲ့ချိန်မှာတစ်ဖက်မှာဘိုးဝဲတွေဆင်ကြမှာပေါ့လူတွေလည်းဆိုတော့နိုင်ငံကိုအဖြစ်အမှောက်နေပြီပဲဆောင်ရွက်နေကြတဲ့ဖွဲ့စည်းတွေပေါ့နော်ဒါဘယ်လိုလဲနာမည်တက်ပြောစမလို့တော့ green တည်ပြီလားအဓိကတော့ဒီနေ့မနေ့မှာနေပြီးတော့စီယုံချုပ်ခေါ်တာပေါ့နော်တက်မတော်ကောင်းပြီးအစီယုံခေါ်မှာအဲ့ဒီစီယုံချုပ်ကြီးမှာအနော်ဒါခမ်းမပြီးတော့ဇေယျတိမြို့နယ်မဲရုံမှတ်1ပေါ့နော်အဲ့လိုခေါ်တာပေါ့အဲ့မှာနိုင်ငံတော်ကြီးကြီးဖြစ်တဲ့ကိုကျိုးမကြီးမဲအောင်လိုင်းပါဝင်တက်မတော်ထိပ်တန်းခေါင်းဆောင်တွေအားလုံးမိသားစုဝင်တွေနဲ့တူတူမဲပေးကြတော့တက်မတော်ကောင်းပြီးစီချုပ်ကိုကျိုးမကြီးမဲအောင်လိုင်းနဲ့ဇနီးတော်ကျူလောက်လို့လည်းမဲပေးတယ်အဲ့ဒီအားလုံးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဗျသတင်းတောက်တွေပြည်တွင်းပြည်ပသတင်းတောက်အားလုံးပေါင်း50ကျော်လောက်တက်ရောက်ကြတာပေါ့နော်သတင်းယူကြတယ်ဗျအဓိကတော့90ဒီကောက်ပွဲရတာဟာအင်မတန်တင်ပေါ့နော်ပယောဂမြောက်များစွာနဲ့ပြည်ပနေထိုးနှက်ချက်တွေများစွာအောက်မှာနှစ်ပေါင်းများစွာကြာပြီးနောက်ဒီပေါ့ပြည်သားကြီးလက်ကိုင်းကျစ်ပါပြီးတော့နောက်ဆုံးမှာဘူဂျူမီတန်းရွှေဒီတက်မလို့ဆိုရလက်ထက်မှာလုပ်ပြီးတဲ့ခြေခံဥတွေပေါ်ပြီးတဲ့ချိန်မှာ2008ခြေခံဥတွေနဲ့အညီ2010မှာရွေးကောက်ပွဲလုပ်ပြီးပြီးသွားချိန်မှာအောင်မြင်စွာလုပ်ပြီးလိုက်တဲ့ချိန်မှာပဲ90ရွေးကောက်ရလက်ကတရားဝင်ပြက်ပြဲတယ်ပေါ့နော်အဲ့ဒီတော်တော်ကိုယ်စားလှယ်ရဲ့ mandate ကလည်းတရားဝင်ပြက်ပြဲတယ်ပေါ့တစ်ချိန်တော့သူတို့ NCUB NCGUB ဆိုပြီးတော့တော်ဆမင်းတို့ဝေရောက်စုကပြည်သူစန္ဒနဲ့တော့ mandate တွေတော့ဖြစ်တာပေါ့သူတို့ကဒီဘတ်ထွက်ပြီးဝေရောက်စုကဆိုပြီးတော့မပြည်ကိုမျိုးစုံနဲ့တန်တမန်နီးနဲ့ရောတခြားနီးနေတော့နော် ABSD ရဲ့တက်မလို့အားကိုးနေရောစီးရင်ဒီပေါ့နီးမျိုးပေါင်းစုံနဲ့တိုက်ခိုက်တယ်ထိုးနှက်တယ်ဒီကော့ပဲရလက်အကောင့်ထဲပေါ်ပြီး UN နေတဆင့်အများအားလည်းသူတို့ကြီးညာတယ်အဲ့ဒီအားလုံးကဒီတက်မလို့ဆိုရတဲ့တက်ကဒီကော့ပဲလုပ်ပြလိုက်2010ဒီကော့ပွဲကျင်းပလိုက်လို့နေမှာပဲသူတို့ရဲ့အိမ်မက်တွေအခုပြတ်သွားတယ်သူတို့ရဲ့ဝေရောက်ဆိုရတော့အားလုံး describing ဖြစ်သွားတော့ပျက်စီးသွားတယ်ပြီးသွားတယ်ပေါ့သူတို့တော့ညိတ်ကြမ်းမသိဒီတစ်ခါတော့ NC ဘာလဲCRPH တို့ပါလဲဒီ NUG တို့ကတော့ဒီနေ့ကတော့ကျွန်တော်ထင်တယ်ပြည်ပနိုင်ငံဒီမှာငိုနေတော့ပြီတော့ကြာဘာကြောင့်လဲဆိုတော့ဒီနေ့လေဒီကောက်ပွဲကြီးထားမြောက်သွားတဲ့အတွက်သူတို့ရဲ့ mandate တွေ2020ဒီကောက်ပွဲရလက်တွေအကုန်ပြတ်သွားပါပြီဗျာသူတို့ mandate အားလုံးကတရားဝင်ပြတ်သွားပါပြီသူကသူ CRPH မကောလို့ NUG ဆိုရပဲဖြစ်ဝေးရောက်ဆိုရဖြစ်ဘာဆိုရဖြစ် GPS တော့မပေါ်တဲ့အဆိုရပဲဖြစ်ပြီးသွားပါပြီသူတို့ခန်းရတာကုန်သွားပြီအဲ့တော့သူတို့ငိုနေလိမ့်မယ်လို့ထင်တယ်တော်တော်ကောင်းပြီးဦးစီးချုပ်ကြီးရဲ့သတင်းတော်တွေမေးတဲ့မေကွန်းလေးနှစ်ခုမှာတူနဲ့ဖြေသွားတာရှိပါတယ်တရားရွေးကောက်ပွဲကတရားမျှလွတ်လပ်ပြီးတရားမျှတပါမလားဆိုတဲ့ပုံမှာတေချာပေါအမခံတယ်တရားမျှတတယ်တက်မတော်နာမည်ပြတ်မခံဘူးလေဒါတက်မတော်လုပ်ပြီးတဲ့ရွေးကောက်ပွဲဖြစ်တယ်တက်မတော်နာမည်ပြတ်မခံပါဘူးလေအဲ့တော့စောင့်ကြည့်လိုက်ပါတယ်ဒါပဲလူရင်းကတော့ဒါပဲပေါ့ဗျာပြောပါတယ်အများစဉ်ထွက်လာအားလုံးရက်လက်ထွက်လာမှာစောင့်ကြည့်ပါတဲ့ဒီပါကလည်းသတင်းတောက်တွေလာနေတာပဲတဲ့ပွဲစည်းတက်မတော်လုပ်ပြီးတဲ့အတွက်တက်မတော်နာမည်ပြတ်မခံပါဘူးတဲ့ဒီချိန်တော့တော်တော်နာမည်ပြတ်ခဲ့တယ်2020ဒီကောက်ပွဲတော့ကတော့အစိုးရလုပ်တဲ့အဲ့တော့အစိုးရ NLD ဆိုလုပ်တဲ့ယူတော့အင်မတန်ပြတ်ပါတယ်ဘလို့မှလက်ခံနိုင်ကြအကြောင်းလည်းမရှိဘူးအင်မတန်တော်တော်ကြီးစိုးစိုးဝါဖြစ်ခဲ့တဲ့အတွက်တော့ဒါဝင်ရောက်ပြီးတက်မတော်ထိမ့်သိမ်းရတာဖြစ်တယ်လက်ခံနိုင်ကြအကြောင်းမရှိလို့ပါတဲ့ဒါပဲပြောတယ်တို့ပြီးတော့နိုင်ငံသားမျိုးတယောက်ကမေးတယ်ပါတက်ချုပ်ကြီးနေနဲ့ယူကပဲပြီးနိုင်ငံခန့်တာပါရှိတယ်ပေါ့သမရလုံးလာတဲ့ပဲမေးပါတယ်သမရလုံးဖို့စီရှိတာတဲ့ဆိုတော့တက်ချုပ်ကြီးကလည်းပြန်ဖြေပြောပါတယ်သမရတို့ချင်းမလုပ်ချင်းဆိုတာလွတ်တော်ပေါ်လာမှာလွတ်တော်ပါပဲဆုံးဖြတ်မှာပါသူ process ရှိပါတယ်တဲ့ပြီးတော့သူကလောလောဆယ်မှာနိုင်ငံဝန်ထမ်းပါတဲ့တက်မတော်ကာဝေးအစည်းအဝေးဖြစ်ပါတယ်နိုင်ငံဝန်ထမ်းတယောက်ဖြစ်တဲ့အတွက်တော့ဒီပေါ့နော်ဒီသူ့ရဲ့ process တိုင်းပဲသွားပေါ့ပြောချင်တာတော့လွတ်တော်ပေါ်လာမှာပဲသိရမယ့်ကိစ္စပါတဲ့လို့ပြောတယ်အဲ့တော့လူရင်းပြောရရင်တော့
ဒီကောပွဲကြီးဟာမင်္ဂလာရှိသွားတဲ့ဒီမနေ့စောစောစပြီးတော့အကုန်လုံးတိုင်းပြည်ဒေတာတီးမှာမဲတွေပေးနေကြပါပြီဒုတိယတုပ်ဇန်နဝါရီ17ရက်နေ့ဖြစ်ပါတယ်တတိယတုပ်ဇန်နဝါရီ25ရက်နေ့ဖြစ်တယ်လို့ UCR တရားဝင်ကြေညာပါတော့ဒီတက်ချုပ်ကြီးကလည်းထည့်ပြောပါတယ်အဲ့တော့တက်ချုပ်ကြီးဆိုတော့ဒီကသူကဟိုစက်ကလုံးနဲ့မဲပေးတယ်ဆိုပေမဲ့တက်တန်းလေးတော့မှင်တူပါလေတက်တန်းလေးထောင်ပြပါတက်ချုပ်ကြီးဆိုတာတက်တန်းလေးထောင်ပြတယ်ခြိုက်ကြတယ်ပေါ့ဗျာအဲ့တော့ပြောချင်တာကတော့မြန်မာနိုင်ငံတော်ရဲ့အောင်ပွဲပြည်သူတွေအောင်ပွဲတပ်မတော်ရဲ့အောင်ပွဲအစိုးရအောင်ပွဲဖြစ်ပါတယ်ဟိုဘက်နိုင်ငံကိုဖျက်လို့ပစ္စည်းလုပ်ကြတဲ့ဖွဲ့စည်းတွေရောဟိုပွဲဖြစ်ပါလိမ့်မယ်လို့ပြောရင်းနဲ့မြန်မာတချင်းပွဲတဲ့နိုင်ငံအရေးမေးပေးကြလို့အစီအစဉ်တွေခဏနားပြစီဦးများ Myanmar Nation Boys